Hello, alo mình là bà xem á, nên đại lý khu nhà về cho mọi người nó thì chi để lấy gì sinh ra cái sao nó thì nhưng mà chi để lấy rồi mà làm gì đó gì sinh lý chi đấy gì sinh nó blue sinh đấy rồi mà thì lúc lúc khâu giờ tại vì vậy tụi ta nhà gì sinh này đã mà rồi ta nhà rồi sinh ra đấy hà liệu thì khâu giờ tại vì vậy sinh này sinh giờ mà cái gì mà tụi ai chọn chốt được nó chi thì cái nhà này tụi bà đã thôiต้องခိုက်ပါတယ်တကယ်အခုမကဒါမစိန်ခင်တော့တိုင်းပြီးတော့တိုင်းထားတာသုံးခိုက်ဒီဟာပြန်စိန်ပြီးရင်အဲ့ဒါနှစ်ခိုက်ကြောပဲကြံတော့တာဘယ်တော့မှမရှိဘူးအဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ချီထဲလေးတွေကိုကဆက်သမားဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်နည်းနည်းအရန်တွဲကပ်မနေပဲနဲ့ပေါ့နော်ဖြစ်နိုင်ရင်စိန်ပေးလိုက်ပါနော်အဲ့တော့တချို့ကဆံမာတွေကနားလည်မှုပေးကြတယ်ပေါ့နော်ဒီချီတွေကချီရေတက်လို့သေးဝါကြတယ်ဆိုတာတချို့ကနားလိုက်တယ်တချို့ကျတော့လည်းနားမလဲဘူးဒါဆက်ချုပ်သမားအသုံးမကျလို့ဖြစ်တယ်ဆိုပြီးတော့အသုံးမကျလို့သေးဝါတယ်သူတို့လာပြီးတော့အိမ်မှာဆိုင်မှာဝတ်ကြည့်တော့ကတော့တော်တယ်သူတို့ရေတရေချပြီးတော့သေးဝါတယ်ဆိုပြီးဆက်ချုပ်သမားကိုအဲ့လိုမျိုးဖြစ်ပြောချင်ကြဆက်ချုပ်သမားစားဖြစ်တဲ့3-4နှစ်တုန်းကတော့အရန်ပြောခံတာဒီလိုမျိုးတွေလည်းလုံးဝမသိဘူးအဲ့ဆက်ချုပ်သမားစားဖြစ်တဲ့3-4နှစ်ဆိုတာလွန်ခဲ့တဲ့ခုနှစ်နှစ်ရှစ်နှစ်ကပေါ့နော်အမဆိုရင်ဆက်ချုပ်တက်တာအခုဆိုရင်ခုနှစ်နှစ်ရှိပါ10နှစ်နေပါရှိပြီဆိုတော့ခုနှစ်နှစ်လောက်ရှစ်နှစ်လောက်ကဆိုတော့အဲ့တော့တအားပြောခံရတာအခုအဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကိုယ့်ဘာကိုတွေးကြုံယူလိုက်တယ်တချို့ကဆံမာတွေကိုကြောက်အမရင်တော့ဆိုရင်ရှော်လာပေးပါရေချလာပေးပါဆိုပြီးတော့တချို့ကတော့ရေချလာတယ်ဒါပေမဲ့ဘလို့ချလာလဲဆိုတော့ဒီလိုတ냐စိန်နာပါညာမလို့မလာခဲ့တနာရီ2နာရီလောက်ကမှရေလေးလျှော်ပြီးတော့လှမ်းခဲ့တယ်6ကတချို့ဆိုရင်တိတ်တောင်းမ6ဘဲနဲ့ပါလာကြတယ်တချို့ကဆံမာကြတော့အလုံးမအားကြလို့ပေါ့နော်တမင်တချို့ကဆံမာကြီးကြတော့လဲနည်းနည်းတွက်ကတ်ချင်းကြတယ်ပေါ့နော်အဲ့ကြတော့သူတို့ကဘာမှမပြောဘဲနဲ့ကိုတွေတော့လည်းအရန်အပန်းမကြည့်ဘူးလေနော်အဲ့တော့ဒီလိုမျိုးလေးလုပ်ပေးလိုက်ရင်ပို့အဆင်ပြေမလားလို့ပါအဲ့တော့ဒါတချို့ကြတော့လည်းတွေးမှာပေါ့နော်အဲ့လိုလုပ်ရင်အရန်ရောက်တတ်တယ်ပါညာပေါ့နော်အဲ့လိုမျိုးတွေးမနေဘဲနဲ့ကိုတို့လည်းစင်ပြေသူတို့လည်းစင်ပြေတယ်ဆိုရင်ကိုကတော့ဒါတမင်းတက်ရှော့ဖို့ပို့တက်ရတာလည်းမဟုတ်ပေါ့နော်မဆိုရင်ဒီမှာတူရှိရေးရောင်ကျွတ်တယ်ဆိုပေမဲ့လည်းရောင်ကျွတ်တယ်ဆိုပေမဲ့လည်းဘယ်လိုပြောရမလဲဒီရောင်ကျွတ်တဲ့ဟာကိုရောင်မကြံတဲ့အထိမကရေထပ်ဆေးမယ်ပေါ့နော်တချို့ဆိုရင်တော့ဒီဟာကိုအခောက်ရအတိုင်းလေးပဲလှမ်းကြလို့ပြောတယ်အမကတော့အဲ့လိုမျိုးမလှမ်းဘူးဒီဟာဆိုရင်ရေခဏရေထပ်ဆေးတယ်ရောင်မကြံတဲ့အထိဆေးတယ်ရောင်မကျွတ်တော့တဲ့အထိဆေးတယ်ဆေးဖို့ရညစ်ပြီးတော့လှမ်းတယ်အဲ့ဒါမှအမချီရသူဟာသူမျက်တတာဖြစ်မယ်လို့ထင်လို့အမကတော့အဲ့လိုမျိုးရေတ냐စိန်တယ်ပြီးကြရင်အယောင်မကျန်အောင်လို့ရေထပ်ဆေးပြီးတော့မှအမနေလှမ်းလိုက်တယ်အခုရန်ကုန်မှာတော့ကိုလောလောဆယ်ကနေတိတ်မပူမိုးရွာတာ4ရက်နေပါရှိပါပြီဆိုတော့နည်းနည်းလမ်းနာမယ်ညကြရင်တော့6မလားမသိဘူးအဲ့ဒါလေးမျှဝေပေးတာပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါသိပြီးတဲ့လူတွေတော့ဘာမှမဖြစ်ပဲတကယ်လို့တချို့မသိသေးတဲ့အတွေ့အကြုံကူမှဆက်ပြီးတော့ချုပ်မဲ့သူလေးတွေအတွက်မျှဝေပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်